Hello အားလုံးပဲမင်္ဂလာပါ Teacher Nora ပါဒီနေ့မှာလည်း Tom and the Small Dog ဆိုတဲ့ပုံမြင်လေးကိုနားထောင်ပြီးတော့အင်္ဂလိပ်စာ vocabulary အသစ်တွေကိုလေ့လာရအောင်ဒီပုံမြင်လေးကကလေးလေးတွေအတွက်ပုံမြင်တစ်ပုဒ်တင်မဟုတ်ဘဲနဲ့အင်္ဂလိပ်စာကိုစတင်လေ့လာနေတဲ့ beginner level learner တွေအတွက်လည်းအရန်ကိုအသုံးဝင်မဲ့ပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်စတင်လိုက်ကြရအောင် Tom and the Small Dog Tom is a kind boy. He lives in a small house with his mother. Every morning, Tom walks to school. One day, he sees a small dog near the road. The dog looks hungry and tired. Tom feels sorry for the dog. He says, "Hello, little dog." The dog looks at Tom and wags its tail slowly. Tom gives the dog some bread from his bag. The dog eats quickly. Then it follows Tom to school. Tom smiles and says, "You can come with me." ပုံမြင်လေးရဲ့ခေါင်းစဉ်က Tom နဲ့ခွေးကလေးတစ်ကောင်ရဲ့အကြောင်းပေါ့နော် Tom is a kind boy. Tom ကကျင်နာတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်တဲ့ He lives in a small house with his mother. သူကသူမရဲ့အမေနဲ့သူ့ရဲ့အမေနဲ့တူတူအိမ်လေးတစ်လုံးမှာနေပါတယ်တဲ့မနက်တိုင်းမှာ Tom walks school Tom ကအကြောင်းကိုလမ်းလျှောက်သွားတယ်တနေ့မှာတော့သူက He sees a small dog near the road လမ်းမကြီးရဲ့အနီးနားမှာခွေးသေးလေးတစ်ကောင်သူတွေ့လိုက်တယ်ခွေးကလေးတစ်ကောင်ပေါ့နော်ခွေးလေးကဘိုက်စာပြီးတော့ပင်ပန်းနေတဲ့ပုံပေါ်တယ်တဲ့အဲ့ဒီခါမှာ Don't feel sorry for the dog Tom ကခွေးလေးကိုတနာသွားတယ်ပြီးတဲ့ခါမှာ he says hello little dog hello ခွေးကလေးဆိုပြီးတော့သူကနှုတ်ဆက်လိုက်တဲ့ခါမှာခွေးကလေးက Tom ကိုကြည့်တယ်ပြီးတော့သူ့ရဲ့အမိလေးကိုဖြည်းဖြည်းလေးလှုပ်ရမ်းပြတယ်တဲ့အဲ့ဒီခါမှာ Tom ကသူ့အိတ်ထဲကပေါမုတ်တချို့ကိုပေးလိုက်တယ်ခွေးလေးကကမန်းကရန်စားတယ်အဲ့ဒီနောက်မှာတော့ Tom ရဲ့အနောက်ကိုသူကလိုက်သွားတယ်တဲ့Tom ကလည်းပြုံးပြီးတော့ပြောတယ် You can come with me မင်းငါနဲ့လိုက်ခဲ့လို့ရပါတယ်လို့ပြောတယ်တဲ့အဲ့ဒီအခါမှာ after school Tom takes the dog home. His mother is surprised but kind. She gives the dog some water and food. We can keep him, she says. Tom is very happy. He names the dog Lucky. Every day, Tom and Lucky play together. Lucky waits for Tom after school and walks home with him. Tom learns that helping others brings happiness. Lucky also finds a warm home and a good friend. After school, ကျောင်းပြီးတဲ့နောက်ဒီမှာ Tom takes the dog home. Tom ကခွေးလေးကိုအိမ်ခေါ်သွားတယ် His mother is surprised. သူ့ရဲ့အမေကအံ့ဩနေတယ် but ဒါပေမဲ့ kind ကျင်နာနဲ့ဆက်ဆံပါတယ်တဲ့ She gives the dog some water and food. သူမကခွေးလေးကိုရေတချို့နဲ့အစာတချို့ပေးတယ်ပြီးတဲ့ခါမှာဘာပြောလဲဆိုတော့ we can keep him ငါတို့သူ့ကိုမွေးထားလို့ရတယ်လို့သူမကပြောတယ်တဲ့အဲ့ဒီခါမှာ Tom is very happy Tom ကအရန်ကိုပျော်သွားတယ်ပြီးတဲ့ခါမှာ he names the dog Lucky ခွေးလေးကို Lucky ဆိုပြီးနာမည်ပေးလိုက်တယ် every day Tom and Lucky play together Tom နဲ့ Lucky နဲ့ကနေ့တိုင်းတူတူကစားကြတယ်ပြီးတဲ့ခါမှာ Lucky ကလည်း Tom နဲ့တူတူTom ကိုကျောင်းပြီးတဲ့အထိကျောင်းမှာစောင့်တယ်ပြီးရင် walk home with him အိမ်ကိုသူနဲ့တူတူပြန်လာတယ်တဲ့ Tom learns that helping others brings happiness Tom ကဘာကိုသင်ယူခဲ့ရလဲဆိုတော့တခြားသူကိုကူညီပေးခြင်းကတဲ့ပျော်ရွှင်မှုတွေကိုယူဆောင်လာပေးတယ်ဆိုတာကိုလေ့လာခဲ့ရတယ်တဲ့ Lucky also finds a warm home and a good friend Lucky အနေနဲ့လည်းသူ့အတွက်နှွေးထွေးတဲ့အိမ်လေးတစ်လုံးနဲ့တငယ်ချင်းကောင်းတစ်ယောက်ကိုရရှိသွားခဲ့ပါတယ်တဲ့ကဲဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲ vocabulary အသစ်လေးတွေကိုလေ့လာရပြီးတော့ phrase အသစ်တွေ sentence အသစ်လေးတွေကိုလည်းလေ့လာခွင့်ရခဲ့မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဟောဒီလိုပုံမြင်လေးတွေမှာထပ်ပြီးတော့ဆုံကြပါမယ် bye bye